ကြောက်စိမ့်မရဘူးလားကြောက်စိမ့်မရဘူးလားမင်းနေတယ်ကျွန်တော်မိတ်ဆွေများအတွက်ဒါဒီနေ့ကတော့ကျွန်တော်ကြောက်စိမ့်နှလုံးမြလုံးကြီးနှလုံးရထားတယ်မျောချောင်းကနေအပေါ်ထမ်းတက်ပါဗျပေါ်ရောက်တဲ့ဒီကောင်ကတော့ကျွန်တော်ဆယ်ငွေရောင်းစားမှာဗျဘယ်နဲ့10ရမလဲတော့မသိဘူးအရေချိုးကတော့ဒီမှာကျွန်တော်မိတ်ဆွေများမြင်တဲ့အတိုင်းပဲဒီမှာအုံလိုက်ပဲအရေအုံဒီဘက်မှာချိုးချင်းနေတော့နေနေဒါကတော့ကျွန်တော်ဂျော်ကီခေါ်ပြီးထမ်းပါဒါကတော့ရာငွေလောက်ရမှရောင်းပါဒါမျောချောင်းကြောက်တွေရောင်းပါဗျဘာဖြစ်လို့လဲဆိုတော့ကြောက်တာလုံးဝမဲညို့နေဗျကြောက်တာမဲနေဗျစာပြီးခွန်ဒါကတော့ရာငွေလောက်ရမှရောင်းပါဒါကတော့ဒီအပေါ်ရောက်တာနဲ့ကိုပတ်စံဖြစ်ပြီဗျဒါမျောချောင်းကြောက်တွေပေါ့ဗျဒီမျောချောင်းကနေထွက်တဲ့ကြောက်တွေပေါ့ဗျာဒါမိုးအရမ်းရွာပြီးလို့ကျွန်တော်ရေကျသွားရောဗျရေကျတဲ့ချိန်ကျရင်ဒီကြောက်တွေကပေါ်တာဗျလိုက်ကောက်ရုံပဲကဲဒီနေ့တော့ lucky ပွင့်ပြီဗျာရတော့လေဒီလိုလုံးကြီးကြီးနှလုံးထမ်းမယ်ဗျာဒါကြောင့်ဂျော်ကီခေါ်ဖို့လူစောင့်နေရဗျလူကလည်းမရှိဘူးဗျဒီမျောချောင်းကလူကနည်းနည်းတော့ကျဲတယ်ဒါကြောင့်မို့လဲကြောက်တွေကဒီဒါအတိုင်းနာပေါ်နေဗျလိုက်ကောက်အောင်မယ်ဒီမှာလဲသလုံးဒါကတော့ကျွန်တော်ရိုက်ဖက်တာကြောက်တာမရအောင်ဗျ